ဟွာလေးခြေလမ်းမတက်ဘူးဂျပန်ဆော်ဝဲမှာခြေလမ်းမတက်ဘူးဆိုတဲ့လူတွေအတွက်ပါနော်ဂျပန်ဆော်ဝဲမှာခြေလမ်းမတက်တဲ့လူတွေက Play Store မှာသွားပြီးတော့ Google Fit လို့ရိုက်ရှာကြည့်လိုက်ပါနော် Google Fit ဆိုပြီးတော့ရိုက်ရှာလိုက်ရင်ဒီမှာဒီလိုတွေ့လိမ့်မယ်နော်အဲ့ဒီ Google Fit ကလေးကိုထောင်းလိုက်ပါသူက VPN နေပါရတော့မလို့ပါဘူးဒီတိုင်းထောင်းလို့ရပါတယ်နော်ဟုတ်ပြီအဲ့ကိုခုကGoogle Fit ဖွင့်လိုက်ပြီပေါ့နော်ကဲဒီထဲကိုဝင်လိုက်ရင်ဒါကြီးကအကောင့်ရှိပြီးသားမှုလို့ဝင်နေရပါအကောင့်ဝင် तू ကGmail တောင်းပါလိမ့်မယ်ကို Gmail တစ်ခုနဲ့ချိတ်ပေးပြီးအကုန်လုံးအလောင်းလုပ်ပြီးတော့ကိုနှိပ်ဆရာရှိရနှိပ်ပြီးဝင်လိုက်ပေါ့နော်နေပေါင်းကွာဒီဟာကိုလောအောက်ထွက်ပြီးအစ်စ်ဝင်ပြမယ်ကိုလူတွေကငပိန်းနေဆိုတော့တခါပြရင်မရပြန်ဘူးလိုက်ကဲဟုတ်ပြီနော်အခုဒီမှာကြီးအခုနောက်အကောင့်တစ်ခုနဲ့ဝင်လိုက်မယ်ဒါအကောင့်တင်နော်အခုအကောင့်ဝင်နေရဒီမှာဝင်နေဒီခြေလမ်းနေရာရောက်လို့ရှင်နှိပ်ပေးလိုက်နှိပ်ပေးပြီးလို့ရှင်ကိုကဆက်နဲ့လုံးမဲ့လူဆိုဒီလောက်ရွေးလိုက်ကိုဘယ်လောက်ရှောင်းနိုင်မလဲမရှောင်းနိုင်ဘူးဆိုရင်ဆက်မရှိတဲ့လူကအပေါ်ရွေးလိုက်ပေါ့ပြီးရင်ဆက်ကိုနှိပ်လိုက်ရပြီအဲ့ဆိုအကောင့်ရပါပြီရသွားပြီဆိုရင်လူပုံလေးကိုနှိပ်လိုက်နှိပ်ပြီးရင် setting ထဲကိုဝင်ပြီးဒီနေရာကို on ပေးလိုက်နော်ဒါဟုတ်ပြီလားအဲ့နေရာကို on ပေးပြီးလို့ရှိရင် manage connected app ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာအဲ့ဂျပန် software ကိုရှာလိုက်အဲ့ဒီဂျပန် software ကိုရှာဆိုတော့ဒီထဲမှာမရှိပါလားမရှိဘူးအဲ့ဒီဂျပန် software ကိုတစ်ချက်သွားလိုက်မယ်သွားပြီးခြေလမ်းတက်လာမတက်လာစမ်းကြည့်မယ်အခုကြီးဖုန်းကိုလှုပ်ကြည့်နေတာပုံမှန်ဆိုရင်ခြေလမ်းတက်လာမယ်ဒီမှာခြေလမ်းတက်တယ်တွေ့လားဒီမှာ106ဖြစ်နေအဲ့ဒါခြေလမ်းတက်လို့ဒီမှာနော်ပါတာပြန်ပြမယ်106 stat ဆိုခေဟာခြေလမ်းတက်တယ်နော်အဲ့ဒါထောက်ချအဲ့လိုလမ်းလျှောက်ပေးသွားရင်ရပြီ location တွေဘာတွေကမ on ပေးလဲရတယ်ဒီနေရာတစ်ချက်ပဲနော်အဲ့နေရာကိုထမ်း on လုပ်ပေးရမှာအော်ဒီမှာလေ head ကိုနဲ့မှာတွေ့လားဒီမှာချိတ်ထားပြီးသားဖြစ်နေကေဖုန်းကငကိုတွေကချိတ်ထားပြီးသားမဟုတ်လို့